ညစ်နက်တကောင်ခြေတန်းထိုနည်းများကမိုးကုတ်ဆော့ဝိုင်းတစ်ခုလုံးမဲမောင်နေပြီးလေပြင်းတွေကတစ်ပင်တွေကိုဝုန်းတိုင်းကျဲအောင်တိုက်ခတ်နေခဲ့သည်အသက်25နှစ်အရွယ်မင်းမင်းတယောက်တည်းတောဆက်နာကအိမ်အိုကြီးထဲမှာရှိနေခဲ့တာပါလူသူကင်းဝေးတဲ့အပြင်လျှက်စစ်မီးပါပြတ်တောက်သွားတာကြောင့်အိမ်ထဲမှာဖျောင်းနိုင်မီမိန်လေးတစ်ခုပဲအားကိုးရာရှိပါတော့သည်မင်းမင်းကတင်ပေါ်မှာလှဲပြီးအိပ်ပျော်ဖို့စ조사နေတော့ညတကောင်တိတိမှာပဲအောက်ထက်ဧကန်စီကနေအတန်တစ်ခုကိုစတင်ကြားလိုက်ရသည်လေတိုက်လို့တကားပွင့်သွားတာဖြစ်မှာပါလေဆိုပြီးမင်းမင်းကိုနှစ်သိမ့်လိုက်ပေမဲ့နောက်ထပ်ထွက်ပေါ်လာတဲ့အတန်ကြောင့်တကူလုံးတုန်လှုပ်သွားရသည်အဝစ်တစ်ခုကျမ်းပြင်ပေါ်မှာတရွတ်တိုက်ဆွဲသွားတဲ့အတန်ထိုအတန်ကဧကန်ထဲကနေဖြည်းဖြည်းချင်းလှေကားထစ်တွေစီကိုဦးတည်လာနေသည်လှေကားထစ်တွေကတစ်သားတွေဖြစ်တာကြောင့်တစ်ထစ်ချင်းစီနင်းတက်လာတဲ့အတန်ကတိတ်ဆိတ်နေတဲ့ညှင်းနဲ့တခေါင်မှာအတိုင်းသားကြားနေရသည်မင်းမင်းအသက်ရှူဖို့တောင်မေ့သွားပြီးဆောင်းကိုခေါင်းထိခြုံလိုက်မိသည်နှလုံးခုန်တန်ကရင်ဘတ်ထဲကနေထွက်လာတော့မတက်ပြင်းထန်နေပြီးနဘူးကနေချွေးစေးတွေစီးကျလာသည်ထိုအရာကလှေကားပေါ်ကိုအဆုံးထိတက်လာပြီးပြီဆိုတာအတန်ရသိလိုက်ရသည်အခုဆိုရင်အိတ်ခမ်းတကားဝအပြင်ဘက်တဲ့မှာရောက်နေပြီအခန်းတကားကဖြည်းဖြည်းချင်းပွင့်လာသည်တကားပတ်တာတန်ကြီးတက်တန်ကအသေးခိုက်မတက်ခြောက်ချဖို့ကောင်းလာသည်အခန်းထဲကိုအေးဆက်ဆက်လေးထုတစ်ခုစီးဝင်လာပြီးဖျောင်းနိုင်မီကငိမ့်လူငိမ့်ခင်ဖြစ်သွားသည်မင်းမင်းဆောင်အောက်ကနေမျက်လုံးလေးအသာဟပြီးတကားဝက်စီကိုချောင်းကြည့်လိုက်မိသည်တကားဝမှာရက်နေတာကလူတစ်ယောက်ရဲ့ပုံသဏ္ဍာန်ပဲဒါပေမဲ့ထိုအရာကမြေပြင်ပေါ်မှာရက်နေတာမဟုတ်ပဲလေထဲမှာတပေလောက်မြင့်ပြီးဝဲနေခဲ့သည်စပင်ရှည်ကြီးတွေကမျက်နှာတစ်ခုလုံးကိုဖုံးအုပ်ထားပြီးဖြူဖြော့လွန်းတဲ့လက်သေးရှည်ကြီးတွေကအောက်ကိုတွဲလောင်းကျနေသည်ထိုအရာကမင်းမင်းကတင်ရှိရာစီကိုခြေတံမမီပဲဖြည်းဖြည်းချင်းတိုးကပ်လာသည်မင်းမင်းကြောက်လန့်တကြားနဲ့မျက်လုံးကိုပြန်မိတ်ထားလိုက်ပေမဲ့အေးဆက်လာတဲ့အငွေ့သက်တွေကကတင်ဘေးတင်မကပဲသူ့ရဲ့မျက်နှာအထက်တဲ့အထိရောက်လာတာကိုခံစားလိုက်ရသည်အခန်းထဲမှာပုတ်စော်နံတဲ့အနံဆိုးတစ်ခုလှိုင်ကနေထွက်လာသည်ထိုအရာကမင်းမင်းရဲ့နရွက်နားကိုကပ်ပြီးအသက်ရှူသံပြင်းပြင်းကြီးနဲ့လေသူရဲလိုအတန်မျိုးနဲ့တိုးတိုးလေးပြောလိုက်သည်မင်းမအိတ်သေးဘူးမလားမင်းမင်းဘာမှမလုပ်ရဲပဲအသက်ကိုအောင်ပြီးအိတ်ချင်အောင်ဆောင်နေမိသည်ဒါပေမဲ့ထိုအရာကလက်မလျှော့ပဲကတင်ပေါ်ကိုစက်ခနဲခုန်တက်လိုက်ပြီးမင်းမင်းရဲ့ဆောင်ကိုခွန်အားပြည့်နဲ့ဆွဲလန့်ပစ်လိုက်သည်မင်းမင်းမျက်လုံးပွင့်သွားတဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အော်ဖို့တောင်အတန်မထွက်တော့ပါမျက်လုံးအိမ်မရှိပဲသွေးတွေစီးကျနေတဲ့မျက်တွင်းဟောက်ပတ်ကြီးနဲ့ဆွေးမြေ့နေတဲ့မျက်နှာကြီးကသူ့မျက်နှာနဲ့တလက်မတင်အကွာမှာရောက်နေပြီးပါးစပ်ကြီးကိုနာရွက်အထိဖြဲကာစိုက်ကြည့်နေခဲ့သည်ထိုတရေမကမင်းမင်းရဲ့လေပင်ကိုအေးဆက်ပြီးခိုင်မာလွန်းတဲ့လက်သေးကွေးကြီးတွေနဲ့ညှိလိုက်တဲ့အချိန်မှာတော့မင်းမင်းတယောက်အမှောင်ထုလေးကိုလုံးဝလွင့်စင်သွားပါတော့သည်နောက်ရက်မနက်ခင်းမှာတော့ထိုအိမ်အိုကြီးထဲမှာဘသူကိုမှမတွေ့ရတော့ပဲအခန်းလေကကျမ်းပြင်ပေါ်မှာတော့လူတယောက်ရုန်းကန်သွားတဲ့လက်သေးရာတွေနဲ့သွေးကွက်အချို့သာကျန်ရစ်ခဲ့ပါတော့သည်အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်